အားလုံးမင်္ဂလာပါဥစွာပထမဘုရားသခင်ရဲ့ကျေးဇူးတော်ကိုထူးပဲချီးမွမ်းပါတယ်ဒီနေ့ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံနှစ်ချင်းအသင်းချုပ်ရဲ့အသင်းတော်ကျောင်းနေ့ဖြစ်ပါတယ်ဒီနေ့အသင်းတော်ကျောင်းနေ့မှာကျွန်တော်ခွန်အားပေးချင်တာကတော့ဘုရားသခင်ကိုကျွန်တော်တို့ယုံကြည်ကိုးစားတဲ့အခါမှာကျွန်တော်တို့ရဲ့ဉာဏ်ပညာကိုအားမကိုးဘဲနဲ့အမိမပြူဘဲနဲ့ဘုရားသခင်ကိုယုံကြည်ကိုးစားဖို့ကျွန်တော်ခွန်အားပေးချင်ပါတယ်အသင်းတော်ကျောင်းနေ့ဖြစ်သည့်အားလျော်စွာဒီနေ့ကျွန်တော်တို့အသင်းတော်ဆိုတာပါလေကျောင်းဆိုတာပါလေဆိုတာကျွန်တော်ဥစွာပြောချင်ပါတယ်အသင်းတော်လို့ကျွန်တော်တို့ပြောတဲ့အခါမှာအတိတ်ပဲ2မျိုးရှိပါတယ်တမဟောင်းမှာကျွန်တော်တို့အသင်းတော်ဆိုတဲ့အတိတ်ပဲကိုဂဟာဆိုပြီးမှတွေ့ရပါတယ်ဂဟာဆိုတဲ့အတိတ်ပဲကတော့ကျွန်တော်တို့ဘုရားသခင်ရဲ့လူမျိုးတော်စုကိုအသင်းတော်လို့ခေါ်ပါတယ်ဒီနေ့ကျွန်တော်တို့အသင်းတော်လို့ပြောတဲ့အခါမှာတချို့ကအစောအဦးလို့ထင်တယ်မဟုတ်ပါဘူးအသင်းတော်ဆိုတာကဂဟာရဲ့အတိတ်ပဲကဘုရားသခင်ရဲ့လူမျိုးတော်စုဘုရားသခင်ကိုယုံကြည်ကိုးကွယ်သောလူအစုအဝေးကိုအသင်းတော်လို့ခေါ်ပါတယ်တမသစ်ကျမ်းမှာတော့ကျွန်တော်တို့အသင်းတော်ကို ecclesia ဆိုပြီးမှကျွန်တော်တို့တွေ့ရပါတယ်အတိတ်ပဲကတော့ပါလဲဆိုရင်ဘုရားသခင်ကအပြစ်နွယ်ထဲကနေရွေးနှုတ်တယ်ကယ်တင်ခြင်းကိုပေးတဲ့အပြင်အဲ့ဒီလူတွေကိုထပ်စစ်ပြီးမှပြန်လည်ပြီးမှတာဝန်ပေးအပ်ပါတယ်ဆိုတော့အသင်းတော်ဆိုတဲ့အတိတ်ပဲကကယ်တင်ခြင်းခံရပြီးဘုရားသခင်ရဲ့တာဝန်ပေးအပ်ခြင်းကိုခံရသောလူစုလူဝေးကိုအသင်းတော်လို့ခေါ်တာဖြစ်ပါတယ်အသင်းတော်ကျောင်းနေဆိုတော့ဒါအသင်းတော်ပေါ့ကျောင်းဆိုတဲ့အတိတ်ပဲကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အချက်၄ချက်ရှိပါတယ်ကျောင်းဆိုတာကနံပါတ်1သူ့ရဲ့ဂုဏ်အင်္ဂါမှာပါလို့တလဲဆိုရင်ကျွန်တော်တို့နေရာလိုအပ်ပါတယ်နံပါတ်2သင်ပေးမဲ့ပုဂ္ဂိုလ်လိုအပ်ပါတယ်နံပါတ်3သင်ကြားရမဲ့သင်ခန်းစာလိုအပ်ပါတယ်နံပါတ်4သင်ယူခြင်းအမှုကိုပြုမဲ့သူများလိုအပ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အသင်းတော်ကျောင်းနေ့မှာကျွန်တော်တို့အသင်းတော်ဆိုတာဒီနေ့ဒီမှာရောက်ရှိလာကြတဲ့ယုံကြည်သူများဖြစ်ပါတယ်ကျောင်းဆိုတဲ့ဟာကကျွန်တော်တို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ခံယူရတဲ့ဒီနေရာဖြစ်ပါတယ်သင်ကြားပေးသောသူများဟာဓမ္မအမှုတော်ဆောင်များဖြစ်ပါတယ်သင်ယူရမယ့်သင်ခန်းစာကတော့ဒီနေ့ကျွန်တော်တို့ကိုယ့်ရဲ့ဉာဏ်ပညာအတွေ့အကြုံကိုယ့်ရဲ့ဗဟုသုတကိုအခြေမခံမဲ့ဘုရားသခင်ကိုကျွန်တော်တို့ယုံကြည်ကိုးစားမဲ့သင်ခန်းစာဖြစ်ပါတယ်သင်ယူခြင်းကိုခံယူရမယ့်သူတွေကတော့ဒီနေ့ကျွန်တော်တို့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးသောယုံကြည်သူများအားလုံးနဲ့သက်ဆိုင်ပါတယ်ဣသရေလလူမျိုးတွေမှာသိကြောက်တဲ့အရာ၄ခုရှိပါနံပါတ်1ကတော့ပါလဲဆိုလို့ရှိရင်သူတို့သင်ယူခြင်းအမှုကိုပြုဖို့ရန်နေရာမရှိဖို့ပြီးမှန်တော်မရှိဖို့ကိုသိကြောက်တယ်ဒီလူတွေကပြီးလို့ရှိရင်သူတို့ကိုနှုတ်ကပတ်တော်သင်ကြားပေးမဲ့အမှုတော်ဆောင်မရှိမှာကိုနံပါတ်2သိကြောက်ကြတယ်နံပါတ်3သူတို့ကြောက်တာကဘုရားသခင်ကိုကိုယ့်ရဲ့ဉာဏ်ပညာနဲ့အားကိုးမိမှာကိုသိကြောက်ကြတယ်နံပါတ်4ပြီးမှန်တော်ထဲမှာလူတွေမရှိမှာကိုသိကြောက်ကြတယ်ပြီးမှန်တော်မရှိရင်သင်ပေးတဲ့အမှုတော်ဆောင်မရှိရင်မှန်ကန်တဲ့နှုတ်ကပတ်တော်မခံယူရရင်နံပါတ်4ဖះเจ้าထဲမှာလူတွေမရောက်တော့ဘူးဆိုလို့ရှိရင်ဣသရေလလူမျိုးတွေဟာတိုင်းပြည်လဲပျောက်သွားမယ်ရန်သူကနိုင်သွားမယ်သူတို့ရဲ့ရန်သူကလူလဲဖြစ်တယ်တဘာဝပေးအန္တရာယ်လဲဖြစ်တယ်ဣသရေလလူမျိုးတွေကသူတို့တိုင်းပြည်ကဘယ်အချိန်မှာပျောက်သွားမလဲဆိုလို့ရှိရင်ပြီးမှန်တော့မရှိတော့တဲ့အချိန်တမအမှုတော်ဆောင်မရှိတဲ့အချိန်စစ်မှန်တဲ့နှုတ်ကပတ်တော်ခံယူခြင်းမရှိတော့တဲ့အချိန်ပြီးမှန်တော်ထဲမှာယုံကြည်သူမရှိတဲ့အချိန်ပြီးရန်သူရဲ့လက်ထဲမှာရောက်လိမ့်မယ်ဒီအချက်၄ချက်ရှိနေရင်ရေပေးမီးပေးလေပေးရန်သူမျိုး၅ပါးပယ်အမျိုးအစားလာပါစေပယ်တော့မှမကြရှုံးဘူးဆိုတာသူတို့တရားမှာတရားယုံကြည်ကြပါအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဣသရေလလူမျိုးတွေကသူတို့ရဲ့ကလေးစာပြီးမှကြောင်းတက်တော့မယ်အသင်းတော်ကြောင်းကိုသူတို့ရောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းပြောင်းပြန်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကသူငယ်တန်းကနေအထက်တန်းအောင်တယ်တက်ကတူတက်ပြီးမှပွဲရတဲ့နေ့မှာကျွန်တော်တို့ကပွဲဝက်ဆုံကိုကျွန်တော်တို့ကကြီးကျယ်ခမ်းနားစွာဝတ်ဆင်ကြတာကို
မဟုတ်ဘူးဣသရေလလူမျိုးတွေကိုယ့်ရဲ့ကလေးကိုစာပြီးမှကြောင်းအပ်တဲ့နေ့မှာသူတို့ပပွားတွေပါတဲ့ပွဲဝက်စုံကိုဝက်ခိုင်းပြီးမှကလေးကိုကြောင်းသွားဖို့ပါဓမ္မပညာဘလောက်အရေးကြီးသလဲဆိုတာသူတို့တန်ဖိုးထားတယ်တကယ်လို့အဲ့ဒီကလေးကအဖေမရှိတော့ဘူးကျောင်းကိုလိုက်ပို့ဖို့ရန်အဖေမရှိဘူးဆိုလို့ရှိရင်သူတို့ရဆယ်အိမ်မှာဆယ်အိမ်မှုတယောက်ကိုထားပါတယ်အဲ့ဒီဆယ်အိမ်မှုကဒီကလေးကိုကျောင်းတက်ဖို့ရန်ပြီးမှန်တော့ကိုပထမဦးဆုံးပို့ပါအဲ့ပြီးမှန်တော့မှရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီကလေးကိုထိုင်ခိုင်းပြီးမှပြီးမှန်တော့မှရှိတဲ့ဓမ္မဆရာကနေပညတ်တော်10ပါးသင်ပေးပါပညတ်တော်10ပါးသင်တဲ့ကပြီးသွားတာနဲ့ဘာလို့ပေးလဲဆိုလို့ရှိရင်အတန်းခွဲပါပယ်ကလေးကတော့ပယ်ဓမ္မကတိကရဲ့ကျောင်းမှာကျောင်းတက်ရမယ်ဆိုတာနေရာခွဲပေးပါတယ်နေရာခွဲပေးတဲ့အခါမှာနားလည်အောင်ပြောရမယ်ဆိုတော့အတန်းခွဲပေးတယ်အတန်းခွဲပေးတယ်ဆိုရင်ဒီကလေးကိုဆက်ပြီးမှအုတ်ထင်းသူကနေပြီးမှကြောပိုးတယ်ဖြစ်နိုင်ရင်ပခုံးပေါ်မှာတင်ပြီးမှသူ့ကိုသက်ဆိုင်ရာသူ့ရဲ့ဆရာရှိမှသွားအပ်တဲ့အခါမှာအဲ့ဒီဓမ္မကတိကအိမ်ထဲကနေမကြိုဆိုရဘူးအိမ်ရှိကိုထွက်လာပြီးအဲ့ဒီကလေးကိုပွေ့ဖက်ရပွေ့ဖက်ပြီးမှဘာလို့ပေးရတယ်လဲဆိုရင်ကလေးကိုထိုင်ခိုင်းပြီးမှအဲ့ဒီတော့ကသူတို့မှာစာရွက်မရှိသေးဘူးလေကြောက်တင်ဘုံကြောက်ပြားပေါ်မှာဒီတုတ်တန်ကျမ်းအခန်းကြီး3အငယ်9 6ကိုသူတို့ထွန်းပြီးမှရေးထားတယ်အဲ့ဒါကိုသူတို့ကပြားရည်နဲ့တုတ်ပြီးမှအဲ့စလုံးတိုင်းကိုပြားရည်နဲ့တုတ်ပြီးမှဖတ်ပြအဲ့ဒီကလေးကိုလိုက်ပြီးမှဆိုခိုင်းတယ်အဲ့ဒီကလေးကဆိုတယ်လိုက်ဆိုတယ်သူမှန်အောင်ဖတ်နိုင်တဲ့စကလုံးကိုဆိုလို့ရှိရင်ရှာနဲ့ရက်ခိုင်းပါအဲ့ဒီစကလုံးပေါ်မှာပြားရည်တုတ်ထားတာကိုနှုတ်ကပတ်တော်ဟာအသက်တာမှာဘလောက်လိုအပ်တယ်လဲဘလောက်ချိုမြိန်တယ်လဲကိုယ့်ရဲ့အသက်တာထဲမှာရှိဖို့ဘလောက်လိုအပ်တယ်လဲဆိုတာအဲ့ဒီမှာစာပြီးမှသင်ပေးတယ်နေ့လေရောက်ပြီဆိုလို့ရှိရင်အဲ့ဒီသူ့ရဲ့ဆရာကကိတ်မုတ်ပေါ်မှာပြားရည်နဲ့ကျမ်းစာတွေကိုရေးပေးတယ်အဲ့ဒါကိုဖတ်ခိုင်းပြီးမှဖတ်တတ်ပြီဆိုရင်အဲ့ဒါကိုသူ့ကိုစုချတဲ့အနေနဲ့ပေးတယ်ကလေးကအဲ့ဒီကိတ်မုတ်အပေါ်မှာမုတ်ပြားပေါ်မှာရေးထားတဲ့ပြားရည်တူတာကိုသူစားတယ်စားခြင်းအပြင်အသက်တာမှာနှုတ်ကပတ်တော်ဆိုတာကျွန်တော်တို့အတွက်စားစရာဖြစ်တယ်နှုတ်ကပတ်တော်ကိုမစားဘဲနဲ့တခြားအရာစားလို့ရှိရင်အသက်တာဟာမမှန်ကန်ဘူးဆိုတာကိုသိအောင်သင်ပေးတယ်အထူးသဖြင့်ဘုရားသခင်ကိုယုံကြည်တတ်အောင်အားကိုးတတ်အောင်ဣသရေလလူမျိုးတွေကသင်ပေးတယ်ဆိုတာကျွန်တော်တို့ပမာကျမ်းစာမှာတွေ့ရပါတယ်ဒီဘောတရားကိုကျွန်တော်တို့ကဒီယေရှေလအနာဂတ်ကျမ်းအခန်းကြီး3အခန်းငယ်1ကနေ3ကိုကျွန်တော်တို့ကြည့်နေဆိုလို့ရှိရင်ကျမ်းစာလေးကိုစားပါပြီးလို့ရှိရင်အသက်ရှင်ကြပါဘယ်လိုလုပ်စာကိုစားမလဲပြောချင်တာကသူတို့စားရမယ်ကိတ်မုတ်ပေါ်မှာပြားရည်နဲ့ရေးပြီးမှဒါစားခိုင်းတဲ့အကျင့်နှုတ်ကပတ်တော်ကိုခံယူခိုင်းတဲ့အသက်တာကိုပြောချင်တာဖြစ်ပါချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်ကိုးစားတဲ့အခါမှာဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းနှစ်မျိုးရှိပါမာယွန်းသောယုံကြည်ကိုးစားခြင်းနဲ့မှန်ကန်သောယုံကြည်ကိုးစားခြင်းယုံတော့ယုံနေဘုရားကိုဒါပေမဲ့မှားတဲ့ယုံကြည်ခြင်းနဲ့မှန်တဲ့ယုံကြည်ခြင်းဖြစ်ပါပုဒ်ကံကြအခန်းကြီး3အခန်းငယ်9ကနေ6ကိုကျွန်တော်တို့ကြည့်ရင်မှားယွင်းသောယုံကြည်ခြင်းသည်ကိုယ့်ရဲ့ဉာဏ်ပညာကိုအမိပြုပြီးမှဘုရားသခင်ကိုယုံကြည်တာဖြစ်ပါဆိုတော့ကျမ်းစာထဲမှာဉာဏ်ပညာတို့ပြောတဲ့အခါမှာဘာကိုပြောချင်တယ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဗဟုသုတကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့နားလည်မှုဒီသုံးခုပေါင်းတာကို wisdom ဉာဏ်ပညာလို့သုံးထားပါဘုရားကိုကျွန်တော်တို့ယုံကြည်တဲ့အခါမှာကိုယ့်ရဲ့ဉာဏ်ပညာနဲ့ယုံကြည်မယ်ဆိုရင်ဘာကိုပြောချင်တယ်လဲဆိုရင်ကိုယ့်ရဲ့ဗဟုသုတအတွေ့အကြုံနားလည်ခြင်းကိုအခြေခံပြီးဘုရားသခင်ကိုယုံကြည်တာဖြစ်ပါဒီလိုယုံကြည်ခြင်းကမှားပါကျွန်တော်တို့
ယုဒရှကာရုတ်ရဲ့အသက်တာကိုကျွန်တော်တို့ကြည့်ရင်ခရစ်တော်ရဲ့တပည့်တော်12ပါးမှာအပါဝင်ဖြစ်တဲ့ယုဒရှကာရုတ်ရဲ့အချိန်မှာဣသရေလလူမျိုးမှာလူတန်းစား9မျိုးရှိပါနံပါတ်1လူတန်းစားကတော့ဖာရိရှဲလူတန်းစားဖြစ်ပါနံပါတ်2ကတော့စတ္တကဲလူတန်းစားဖြစ်ပါနံပါတ်3ကတော့ကျမ်းတက်လူတန်းစားဖြစ်ပါနံပါတ်4ကတော့သူတော်စင်လူတန်းစားဖြစ်ပါတယ်နံပါတ်5ကတော့ဟေရုဒ်ရဲ့နောက်လိုက်လူတန်းစားတွေဖြစ်ပါတယ်နံပါတ်6ကတော့မျိုးချစ်စိတ်လူတန်းစားဖြစ်ပါတယ်နံပါတ်9ကတော့အမဟာလို့ခေါ်တဲ့ဟိုမရောက်ဒီမရောက်အဖွဲ့တွေဖြစ်ပါတယ်ဆိုတော့ယုဒရှကာရုတ်ဟာစီလော့လို့ခေါ်တဲ့မျိုးချစ်စိတ်ပါတီကောင်းဆောင်တဲ့ကတယောက်ဖြစ်ပါတယ်သူဟာခရစ်တော်ရဲ့နောက်ကိုလိုက်တယ်ခရစ်တော်ကိုသူယုံကြည်ပါခရစ်တော်ကိုသူ့ရဲ့ယုံကြည်တဲ့အခါမှာပယ်ဟာနဲ့ယုံကြည်တယ်လဲဆိုလို့ရှိရင်သူ့ရဲ့ဉာဏ်ပညာနဲ့ခရစ်တော်ကိုယုံကြည်ပါဉာဏ်ပညာဆိုတာပါလဲဆိုတဲ့အခါမှာပကုတုတအတွေ့အကြုံနားလည်ခြင်းနဲ့ပေါင်းရင်ဒါသူ့ရဲ့ဉာဏ်ပညာဖြစ်ပါသူကခရစ်တော်ရဲ့နောက်ကို3နှစ်လိုက်တဲ့အခါမှာနံပါတ်1ပါကိုတွေ့တယ်လဲဆိုရင်ခရစ်တော်သည်မုံ9လုံး9နှစ်ကောင်နဲ့လူပေါင်း9000ကိုကျွေးတာတွေ့တဲ့အခါမှာခရစ်တော်ကငါရဲ့ပါတီဝင်ဖြစ်ရင်ငါဖက်မှာပါလို့ရှိရင်ရိတ်ခါအတွက်စိုးရင်စရာမလိုတော့ဘူးစားဖို့တောက်ဖို့အတွက်ရိတ်ခါအတွက်စိုးရင်စရာမလိုတော့ဘူးဆိုတဲ့ဟာကိုသူအဲ့ဒါတွေ့တယ်နံပါတ်2ခရစ်တော်ကသေတဲ့လူတွေကိုရှင်ပြန်ထမြောက်စေတယ်ဖျားနာတဲ့လူကိုကျမ်းမာစေတယ်နတ်ဆိုးတွေကိုနှင်ထုတ်တာတွေ့တဲ့အခါမှာဟုတ်ပြီခရစ်တော်ငါဖက်မှာရှိမယ်ဆိုလို့ရှိရင်စေဖိုးဝါခမကုံတော့ဘူးငါရဲ့လူတွေငါအဖွဲသားတွေနေမကောင်းဖြစ်ရင်တမားတော်မလို့တေသွားလို့ရှိရင်ပြန်ရှင်ပြန်ထမြောက်ခိုင်းတယ်နောက်ထပ်လူသစ်စုဆောင်းเสียမလို့ဘူးသူ့ရဲ့တော်လှန်ရေးအတွက်အောင်မြင်မှာပဲဆိုတာကိုသူနံပါတ်1တာကိုသူကသူ့ရဲ့နားလည်မှုသူ့ရဲ့အတွေ့အကြုံနဲ့ခရစ်တော်ရဲ့နောက်ကိုလိုက်ပါနံပါတ်3ကတော့ပါလဲဆိုခရစ်တော်ရေပေါ်မှာလမ်းလျှောက်တယ်ပေတရုကိုလည်းလျှောက်ခိုင်းတာတွေ့တဲ့အခါမှာဟုတ်ပြီခရစ်တော်သာကျွန်တော်တို့ဖက်ပါရင်ယောမနဲ့ကျွန်တော်တို့စစ်တိုက်တဲ့အခါမှာယောမလူမျိုးတွေကကျွန်တော်တို့လိုက်ပြီးမှတိုက်ခိုက်တဲ့အခါမှာလှေမလို့တရားမလို့ဘူးရေပေါ်မှာကျွန်တော်တို့ဖြတ်ပြေးပြီးမှတီတူကိုအကုန်လုံးခြေမုံလို့ရတယ်ဆိုတဲ့သူ့ရဲ့ဉာဏ်ပညာသူ့ရဲ့အတွေ့အကြုံသူ့ရဲ့ဗဟုသုတသူ့ရဲ့နားလည်မှုနဲ့ခရစ်တော်ကိုယုံကြည်ပါတယ်ဆိုတော့ဒီလိုကိုယ့်ရဲ့ဉာဏ်ပညာကိုအမိပြုပြီးမှယုံကြည်တဲ့အတွက်နောက်ဆုံးယုဒရှကာရုတ်ပြီးကိုဆွစ်ဆိုင်လုပ်ပါတယ်ကိုအဆုံးစီရင်ပါတယ်သူ့ရဲ့အသက်တာမှာဖြောက်မှခြင်းတရားကိုမတွေ့ရပါသူ့ရဲ့အသက်တာမှာခလုတ်တိုက်တယ်ဆိုတာတွေ့ရပါသူ့ရဲ့အသက်တာမှာပန်းတိုင်ကိုမရောက်ပါသူ့အတွက်အချိန်စီကုန်ပါတယ်သူ့ရဲ့အသက်တာမှာကိုယ့်ရဲ့သခင်ကိုတော့မှရောင်းစားတဲ့ကောက်ကျစ်စင်လဲခြင်းလဲထွက်ပေါ်လာတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ယုဒရှကာရုတ်ဒီခရစ်တော်ကိုမယုံဘူးလားယုံတယ်။ဘာနဲ့ယုံတယ်လဲ။ကိုယ့်ရဲ့ဉာဏ်ပညာလို့ခေါ်တဲ့သူ့ရဲ့ဗဟုသုတသူ့ရဲ့အတွေ့အကြုံသူ့ရဲ့နားလည်ခြင်းနဲ့ဖျားကိုယုံတဲ့အခါမှာမှန်ကန်တဲ့အသီးအပွင့်မထွက်ပါဘူး။ဒါသည်မှားယွင်းသောယုံကြည်ခြင်းဖြစ်ပါတယ်။တခြားဖျားကိုယုံတာမဟုတ်ဘူး။ဖျားကိုတော့ယုံတယ်ကိုယ့်ရဲ့ဉာဏ်ပညာကိုအမိပြုခြင်းရဲ့အသီးအပွင့်ဖြစ်ပါတယ်နံပါတ်2ကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့မှန်ကန်သောယုံကြည်ခြင်းဖြစ်ပါမှန်ကန်သောယုံကြည်ခြင်းကပါလဲဆိုရင်ဘုရားသခင်ကိုမျက်မှောက်ပြုခြင်းဖြစ်ပါဒါဆိုလို့ရှိရင်ဘုရားသခင်ကိုမျက်မှောက်ပြုခြင်းဆိုတာပါလဲလို့ကျွန်တော်တို့ကြည့်တဲ့အခါမှာရှင်းဟန်ခရစ်ဝင်ကျမ်းအခန်းကြီး4အငယ်24မှာနာဝိညာဉ်နဲ့သစ္စာနဲ့ကျွန်တော်တို့သစ္စာတရားနဲ့ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့ဗဟုသုတကိုယ့်ရဲ့နားလည်မှုနဲ့မဟုတ်ဘဲနဲ့သစ္စာတရားနဲ့ကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်ခြင်းသည်မှန်ကန်သောစစ်မှန်သောယုံကြည်ခြင်းဖြစ်ပါတယ်။ဆိုတော့ဘုရားသခင်ကိုမျက်မှောက်ပြုခြင်းဆိုတာတမန်ကျမ်းစာမှာကျွန်တော်တို့ကြည့်တဲ့အခါမှာအချက်၅ချက်နဲ့တွေ့ရပါတယ်။နံပါတ်1ကတော့ပါလဲဆိုရင်မဖောက်ပြန်ခြင်းမပြောင်းလဲခြင်းသစ္စာရှိခြင်းဖြစ်ပါတယ်။ယောသရဲ့အသက်တာမှာညီအကိုတွေကသူ့အပေါ်မှာဖောက်ပြန်တယ်သူ့ရဲ့သခင်မကသူ့အပေါ်မှာဆွတ်ဆွဲတယ်
ဖောက်ပြန်ဖို့အချိန်ချင်းတွေးဆောင်တယ်သို့တော်လည်းပဲယောသရဲ့အသက်တာမှာသူသစ္စာတရားကိုမချိုးဖောက်ပါဘာဖြစ်လို့လဲဆိုလို့ရှိရင်သူသည်လူတွေကမမြင်ပေမဲ့အသက်ရှင်တဲ့ဘုရားသခင်ကသူ့ကိုမြင်နေတယ်ဆိုတာသူအမြဲတမ်းယုံကြည်ဒါတော့ဘယ်သူကလူတွေကမြင်တာမဟုတ်ဘယ်သူမှသိတာမဟုတ်ဘူးဆိုတော့အတိတရားသူ့မှာမရှိဘူးငါပင်မှာပဲရောက်နေငါပင်နေရာမှာပဲရှိနေလူတွေကမမြင်ပေမဲ့ဘုရားသခင်ကမြင်နေတယ်သိနေတယ်ဆိုတဲ့အတိစိတ်ဓာတ်ကြောင့်သူသည်မဖောက်ပြန်ခြင်းဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ကိုကျွန်တော်ယုံကြည်တဲ့အခါမှာနံပါတ်1မဖောက်ပြန်ခြင်းနဲ့ဘုရားသခင်ကိုကြောက်ရွံ့ခြင်းနဲ့ကျွန်တော်တို့ယုံကြည်ဖို့အရေးကြီးပါနံပါတ်2ကတော့ပါလဲဆိုလို့ရှိရင်မသွေဖြီဖို့လမ်းကြောင်းမလွဲဖို့လိုအပ်ပါတန်ယေလအနာဂတ်ကျမ်းအခန်းကြီး6ကိုကျွန်တော်တို့ကြည့်ရင်တန်ယေလရဲ့အသက်တာမှာသူ့အပေါ်မှာအမိန့်ထုတ်ခြင်းခံရတယ်ဒါကတော့ပါလဲဆိုရင်ရက်30ဒါရိမင်းကြီးကလွဲလို့လူကိုအားမကိုးဖို့တခြားဘုရားကိုအားမကိုးဖို့စုမတောင်းဖို့ဒီလိုစုတောင်းတဲ့လူတခြားအရာကိုအားကိုးသောသူကိုရှင်သိပ်တွင်းထဲမှာချမယ်ဆိုတဲ့စိန်ခေါ်မှုကိုယ့်ရဲ့အသက်ကိုရန်ရှာတဲ့အချိန်မှာရောက်တော်လဲပဲသူသည်တွေ့ဖြီခြင်းမရှိပါဘူးသူ့ရဲ့အသက်တာကိုအယောင်ဆိုးခြင်းမရှိပါသူ့ရဲ့ဖျားကိုအခြားသောအရာနဲ့လုံးဝအစားမထိုးပါမတွေ့ဖြီပါသူ့မှာချင်းချောက်ခြင်းတွေအများကြီးရှိတယ်စိန်ခေါ်ချက်တွေအများကြီးရှိပေမဲ့အဲ့ဒီကြားထဲမှာသူသည်ဆုတောင်းမပြတ်ပါဘူးတကားပိတ်ပြီးဆုတောင်းတာမဟုတ်ဘူးခါတိုင်းလိုပဲတင်းပေါက်ကိုဖွင့်လေယေရုရှလင်ပြည်မှန်တော်ရှိတဲ့ဖက်ကိုဘာလို့ပြည်မှန်တော်မရောက်နိုင်တာလဲဆိုရင် तू ကပါဗလုန်တိုင်းပြည်မှာကျွံဘဝနဲ့ရောက်နေတော့ပြည်မှန်တော်ရှိတဲ့ဖက်ကိုမျက်နှာမူပြီးမှဆုတောင်းမပြတ်ပါသူ့ရဲ့အသက်တာမှာမသွေဖယ်ခြင်းနဲ့အသက်ရှင်တာဒါကသစ္စာတရားဖြစ်ပါတယ်ဘုရားသခင်ကိုစိတ်မှန်တော်ယုံကြည်ခြင်းဖြစ်ပေါ်စေပါဒါတရားကတော့ပါလဲဆိုလို့ရှိရင်ဒါဝိရဲ့အသက်တာဖြစ်ပါဒါဝိရဲ့အသက်တာမှာစိန်ခေါ်မှုရှိပါတယ်ဒါကတော့ပါလဲဆိုရင်အောလျက်နဲ့တိုက်ရမှာဖြစ်ပါရှောလူကတော့မတိုက်ရဲဘူးဘာဖြစ်လို့မတိုက်ရဲတာလဲဆိုရင်ရှောလူသည်သူ့ရဲ့အတွေ့အကြုံသူ့ရဲ့ပကုတုတသူ့ရဲ့နားလည်ခြင်းနဲ့တိုက်ရမယ်ကောလက်နဲ့နှိုင်းတဲ့အခါမှာသူသည်စိတ်အကြိမ်ကြိမ်တိုက်ခိုက်ဘူးတယ်ကောလက်ကိုသူဘယ်လိုမှမရှင်းနိုင်ဘူးဘာလို့သူမရှင်းနိုင်တာလဲဆိုရင်သူ့ရဲ့ခွန်အားနဲ့ရန်သူဖြစ်တဲ့ကောလက်ရဲ့ခွန်အားကိုသွားတိုင်းတာကိုတာဝိရဲ့တက်တာမှာတော့သူ့ရဲ့ခွန်အားနဲ့ရန်သူရဲ့ခွန်အားကိုမတိုင်းပါရန်သူရဲ့ခွန်အားနဲ့ဘုရားသခင်ရဲ့ခွန်အားကိုအမြဲတမ်းတိုင်းတာပါဒါပြီးစစ်မှန်သောယုံကြည်ခြင်းကိုဖြစ်ပေါ်စေပါဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ရင်ဆိုင်ရသောအရာများသည်ကျွန်တော်တို့တတ်နိုင်တဲ့အတိုင်းအတာထက်ပိုပြီးမှအားကြီးကောင်းကြီးပါလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီကိုယ့်ရဲ့အစွမ်းအစနဲ့တွေ့ကြုံရတဲ့ခက်ခဲကိုတိုင်းရင်တော့ချောလူလိုဖြစ်သွားနိုင်တယ်တာဝိကဲ့သို့တွေ့ကြုံရသောအရာကိုမမြင်ဘဲနဲ့တွေ့ကြုံရတဲ့အရာထက်ပိုကြီးတဲ့ဘုရားသခင်ကိုကျွန်တော်တို့မြင်တတ်ခြင်းသည်စစ်မှန်သောယုံကြည်ခြင်းကိုဖြစ်ပေါ်စေပါတယ်နံပါတ်4ကတော့ပတ္တိရှိခြင်းဖြစ်ပါတယ်ပတ္တိရှိခြင်းဆိုတာဘာလဲဆိုလို့ရှိရင်လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အကြောက်တရားကိုခွာချတာဖြစ်ပါတယ်ကျွန်တော်တို့မှာအကြောက်တရားလိုတယ်အရှက်တရားလိုတယ်သို့တော်လည်းပဲလိုအပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အကြောက်တရားအရှက်တရားကိုခွာချဖို့အရေးကြီးပါတယ်နောအေးရဲ့တက်တာဖြစ်ပါနောအေးဟာသင်္ဘောဆောက်တတ်တဲ့အင်ဂျင်နီယာမဟုတ်ဘူးသူလှုပ်တတ်တာကစိုက်ပျိုးရေးသမားစိုက်ပျိုးရေးမှာသူကစပားမစိုက်တတ်ဘူးလိမ်မော်မစိုက်တတ်ဘူးသူစိုက်တတ်တာကစပစ်ဖြစ်ပါဒီလူကိုဘုရားသခင်ကခိုင်းတာကသင်္ဘောဆောက်ခိုင်းတယ်သင်္ဘောကိုချောင်းနားမှာဘယ်သူမှမဆောက်ဘူးမြစ်နားမှာမဆောက်ဘူးပင်လယ်နားမှာဆောက်ရတဲ့အရာဖြစ်ပါတာကိုဘုရားသခင်ကတောင်ထိပ်ပေါ်မှာဆောက်ခိုင်းပါလူတွေအတွက်ပြည့်ရဲ့ပြုစရာဟာတာကဲ့ရဲ့ဆရာဖြစ်ပါသို့တော်လည်းပဲကဲ့ရဲ့ခြင်းဝေဖန်ခြင်းချင်းချောက်ခြင်းအကြောက်တရားကိုသူသည်ချွတ်ပြီးမှဖ
ဖျားခိုင်းတာဖြစ်မယ်ဆိုတဲ့စိတ်ချမှုနဲ့တိဆောက်တဲ့အခါမှာအောင်မြင်ခြင်းကိုရပါတယ်ဆိုတော့ဘုရားသခင်ကိုကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့အခါမှာစစ်မှန်သောကိုးကွယ်ခြင်းဖြစ်ဖို့ရန်ကျွန်တော်တို့မှာတတ္တိလိုအပ်ပါတယ်နံပါတ်5ကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ချမှုရှိခြင်းဖြစ်ပါရှင်းဟောခရစ်ဝင်ကျမ်းအခန်းကြီး1ကိုကျွန်တော်တို့ကြည့်ရင်ကာနမြို့မင်္ဂလာဆောင်ပွဲမှာပွဲတော်အုပ်တွေရဲ့အခန်းကဏ္ဍကိုတွေ့ရပါတယ်။ပြည့်ရကုန်သွားတဲ့အခါမှာခရစ်တော်ကခြေဆေးရည်ဖြည့်ခိုင်းတယ်။ပြည့်ပြီလို့အကြောင်းကြားတဲ့အခါမှာပွဲတော်အုပ်တွေကိုခရစ်တော်ကအဲ့ခြေဆေးရည်ကိုတိုက်ခိုင်းတာဖြစ်ပါတယ်။စပြည့်ရည်ပြောင်းပြီးမှတိုက်ခိုင်းတာမဟုတ်ပါဘူး။အဲ့ခြေဆေးရည်ကိုတိုက်ခိုင်းတာဖြစ်ပါတယ်။အင်မတန်မှကြီးမားတဲ့စင်ခေါ်ချက်ဖြစ်ပါတယ်။ကိုယ့်ရဲ့ပွဲကိုလာတဲ့လူတွေကိုခြေဆေးရည်တိုက်ရမယ်ပွဲဖြစ်တယ်။ဒါမှလူကလှုပ်ရဲတဲ့ကိစ္စမဟုတ်ဘူး။သို့တော်လည်းဒီပွဲတော်အုပ်တွေရဲ့အသက်တာမှာဖြစ်လာတဲ့ပြဿနာကိုဘုရားသခင်ကခရစ်တော်ကအကုန်လုံးတာဝန်ယူမှာပဲဆိုတဲ့စိတ်ချမှုနဲ့တိုက်လိုက်တဲ့အခါမှာခြေဆေးရည်ပြီးစပြည့်ရည်ဖြစ်သွားပါတရားမှာတရားယုံကြည်စိတ်ချခြင်းဖြစ်ပါချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်ဘုရားသခင်ကိုတော့ယုံကြည်ကိုးကွယ်ကြတယ်ယုံကြည်ကိုးကွယ်တဲ့နေရာမှာအမျိုးရှိပါမှားယွင်းတဲ့ယုံကြည်ခြင်းနဲ့မှန်ကန်တဲ့ယုံကြည်ခြင်းဖြစ်ပါမှားယွင်းသောယုံကြည်ခြင်းသည်ကိုယ့်ရဲ့အတွေ့အကြုံဘဟုတုတနားလည်မှုနဲ့ဘုရားကိုယုံကြည်တာဖြစ်ပါတယ်မှန်ကန်သောယုံကြည်ခြင်းသည်ဘုရားသခင်ပေါ်မှာသစ္စာရှိခြင်းမဖောက်ပြန်ခြင်းတတ္တိရှိခြင်းစိတ်ချခြင်းနဲ့ကျွန်တော်တို့ယုံကြည်တာဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာနံပါတ်1ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းနံပါတ်2အခက်အခဲတွေကနေလွတ်မြောက်ခြင်းနံပါတ်3အသက်တာမှာအောင်မြင်ခြင်းနံပါတ်4ဘုရားသခင်ရဲ့ပုံတော်ထင်ရှားခြင်းနံပါတ်5ကျွန်တော်တို့ရဲ့အသက်တာမှာသာရအသက်ရရှိခြင်းဆိုတဲ့အရာတွေလိုအပ်ပါဒီအရာတွေကိုကျွန်တော်တို့လွဲမှားသောယုံကြည်ခြင်းနဲ့ရရှိနိုင်မှာမဟုတ်ပါဘူးမှန်ကန်သောယုံကြည်ခြင်းအပြင်သာရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဉာဏ်ပညာတည်ဟုသောအတွေ့အကြုံဘဟုတုတနားလည်မှုနဲ့ဘုရားကိုကျွန်တော်တို့မကူစားပဲသစ္စာမေတ္တာဂရုဏာနဲ့ကျေးဇူးတရားကိုရည်တွက်လဲဘုရားသခင်ကိုယုံကြည်ကိုးစားကြပါစို့အရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ